Hello ဒီဗီဒီယိုလေးမှာကဒါရီယွန်းကျူယွန်းကောက်ကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒါဆိုလို့ရှိရင်ရုံဆုံးခုတ်တော့ပါလေးဒီကိုလိုက်ဆိုကြည့်ကြရအောင်နော်။ Nakimas ငိုသည် Walaimas ရေသည် Nemulimas အိပ်ပျော်သည် Shasaka Kawakimas ရှက်အင်ဂျီက6သည် Shasaka Nulemas ရှက်အင်ဂျီကဆိုသည် Subelimas ချောသည်ဒီချောသည်ဆိုတာကကြသည်နှင်းလန်းနေပေါ်မှာအဲ့လိုမျိုးတနေရာရာကနေပြီးတော့ရှောကြတယ်ရှောစီရာကိုဒီ Subelimas ချောသည်ဆိုပြီးတော့တောင်းလို့ရပါတယ်ဂျီကိုက Okimas မတော်တဆမှုကဖြစ်ပွားသည်ရှောစစ်စစ်ရှိမတ်ညှိသည်အန်ဆန်နာအနေရကင်းသောလုံခြုံသောခိခန္နာအနေရရှိသောခိုဤအရသာလေးသောပြစ်သောပြင်းသောဥဆွေအရသာပေါ်သောမှိန်သောကျဲသောပါသောအာစိထူသောဖူတိုဤဝသောတုတ်သောဟိုဆိုဤပိန်သောခိုခိလေတူနာမိဒညင်ရီဝါရှောကိုဂျပန်အစားရောရှောကိုအနောက်တိုင်းစာအိုခါစုဟင်းလျာလျောပမာဏဘိုက်စဒီဘိုက်ဆိုတာကကြနိပိုင်စံပိုင်ဆိုရင်နှစ်ဆသုံးဆကိုပြောချင်တာပါနောက်တစ်ခုကရှင်ကိုတို့ဆိုတာကတယောက်အိဆွင်းဆိုတာကနှစ်ယောက်အိစန်တာကိုမိုနိုရှော့စီယာအဝေး DVD ဆိုတာက DVD ဟိုတယ်ရီဟီရိုရှီမာဆိုတာကဒီစိတ်ကူးတက်တက်နဲ့ပြီးထားတဲ့ဟိုတယ်အမည်ပေါ့နော်ဟိုတယ်ရီဟီရိုရှီမာအိုင်ဝါမှာဆိုလို့ရှိရင်ကဒိုနာဆိုင်မတ်ကဘယ်လိုလုပ်ချင်ပါတလဲဒီဒိုနာဆိုင်မတ်ကဆိုတာကဒိုရှိမတ်ကရဲ့လေးစားတဲ့အတုံးလုံးပေါ့နော်ဒိုနာဆိုင်မတ်ကဘယ်လိုလုပ်ချင်ပါတလဲခတ်တူဆိုတာကညှက်တယ်စပင်းညှက်ချင်းရှမ်ပူဆိုတာကကောင်းလျှော့ခြင်းဒိုယူဖိုနီနာဆိုင်မတ်ကဆိုရင်ဘယ်လိုပုံစံလုပ်ချင်ပါတလဲ short တူဆိုလို့ရှိရင်အတူစပင်းပုံစံအတူမီတိုင်းနိစတက်ကိုသားဆိုင်ဆိုတာကပုံစံလိုမျိုးလုပ်ပြီးပါခရီးတဲ့ယူလို့ရှိတဲ့ show ကဒီလောက်ဆိုရပြီလားဒိုမိုစကာလေးစမတဲ့စတာပြမှန်းသွားပြီနော်ယောမီမိုနိုမှာဆိုလို့ရှိရင်ကအီယာဂါဒီမတ်မကြီးမပြူဖြစ်သည်မနစ်မမျိုးဖြစ်သည်မတာနောက်ထပ်တဖန်ဥမခုကျွမ်းကျင်စွာဂျွန်းကြော့အစီအစဉ်အန်ရှင်နာစိတ်ချရသောဟျောကန်ဖော်ပြမှုထာသွေးပါဥပမာအဖြစ်ဝါကလေးမတ်ကွဲကွာသည့်ခိုရီဒဓာတွင်အန်ဂီကဝါရီဆိုတာကကြမ်းမာကဆိုတော့နမိတ်ကမကောင်းတော့ဒါဆိုလို့ရှိရင် grammar လေးတွေကိုတွက်ကြည့်အောင်ဒါယွန်ကျူယွန်ကရဲ့ grammar နံပါတ်1မှာဆိုလို့ရှိရင်ကကြတော့ skimash ရဲ့အဓိပ္ပာယ်ကတခုခုကကြော်လွန်နေတခုခုလောက်တာလွန်နေလို့ပြောချင်နေဆိုလို့ရှိရင်ဒီ skimash နဲ့တောင်းနေပေါ့နော် skimash ရဲ့အရှိမဆိုလို့ရှိရင်ကကြတော့ verb ဆိုလို့ရှိရင် mask ကို mask ဖြုတ်ပြီးတော့တွေ့တယ် egt ဆိုလို့ရှိရင်လည်း e ကိုဖြုတ်ပြီးတော့တွေ့တယ် na egt ဆိုလို့ရှိရင်လည်း na ကိုဖြုတ်ပြီးတော့တွေ့တယ် skimash ဆိုတာကတခုခုကလုံးလွန်နေတာမှန်အခြေအနေတက်ကြော်လွန်နေဆိုတဲ့အခြေအနေမျိုးမှာဆိုရင်ဒီ skimash ကိုအသုံးပြုလို့ရပါတယ်လက်အိမ်မှာဆိုလို့ရှိရင်ကကြတော့ amai mono o tabe skimash amai mono ဆိုတာချိုးတဲ့အရာချိုးတဲ့အစားအစာတွေကိုထားပေးလို့ဆိုတာကစားသည်ထားပေး mask ကို mask ဖြုတ်ပြီးတော့တွဲမှာဖြစ်တဲ့အတွက်ကြောင့်ထားပေး skimash စားလွန်သွားခဲ့ပြီးအစားလွန်သွားခဲ့ပြီလို့ပြောချင်တာပါနောက်တစ်ခုက ano kowa kawaii skimash ano ကိုအဲ့ဒီကလေးရဆိုလို့ရှိရင်ね kawaii skimash ဆိုတာက kawaii ဆိုတာကချစ်စရာကောင်းသောဆိုတဲ့ egt အဲ့တော့ egt ကိုလည်း skimash နဲ့တွဲတဲ့အခါမှာ e ကိုဖြုတ်ပြီးတွဲရမှာဖြစ်တဲ့အတွက်ကြောင့် ano kowa kawaii skimash ဆိုတာကအဲ့ဒီကလေးကချစ်စရာကောင်းလွန်းတယ်နောက်တစ်ခုက ano kashu wa yumei skimash အဲ့ဒီအဆိုတော်က yumei ဆိုတာက yumei na ဆိုတာက na egt ဖြစ်တယ်အဲ့တော့ na ကိုဖြုတ်ပြီး skimash နဲ့တွဲမှာဖြစ်တဲ့အတွက်ကြောင့် yumei skimash ဆိုလို့ရှိရင်နမိတ်ကြီးလွန်းနဲ့နမိတ်ကြောကြလွန်းနဲ့ဒီမှာကကြောင့် verb ဆိုလို့ရှိရင်ကကြောင့်အဲ့ဒီ verb ကတခုခုလွန်သွားပြီလို့ဖြစ်တဲ့အတွက်ကြောင့် skimash ကို past tense အနေနဲ့သုံးတယ် skimash တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့egt နာ egt နဲ့သုံးချင်နေဆိုလို့ရှိရင်ကချစ်စရာကောင်းလွန်းနေနမိတ်ကြီးလွန်းနေလို့ပြောချင်တာဖြစ်တဲ့အတွက်ကြောင့် ရိုး present tense နဲ့ပဲအသုံးပြုပါမယ် past tense ပြောင်းပြီးတော့အသုံးမပြုပါဘူးနောက်တစ်ခါကျတော့ yasui des yasui ဆိုတာကဈေးပေါ်တာကိုပြောချင်တာမဟုတ်ဘဲနဲ့ဒီနေရာမှာ yasui ကကြောင့်လွယ်တာကိုပြောချင်တာကိစ္စတစ်ခုခုကလုပ်ရတာလွယ်တယ်အသုံးပြုရတာအဆင်ပြေလို့ပြောချင်တယ်ဆိုလို့ရှိရင်ဒီ yasui des နဲ့အသုံးပြုလို့ရပါတယ် yasui မဲ့အရှိမဆိုလို့ရှိရင်လည်း verb ဆိုလို့ရှိရင် mask ကို mask ပြုတ်ပြီးတော့ yasui des နဲ့သုံးပြရမယ်လိမ့်တင်နေဆိုလို့ရှိရင်ကခုန mp ဆိုဝခကီယာဆွေဒတ်ဒီခဲသားဘောပင်ကခကီယာဆွေဆိုတာကခုန MP ဆိုဝခကီယာဆွေဒတ်ဒီခဲသားဘောပင်ကဆိုလို့ရှိရင်ရေးရလွယ်ပါတယ်တဲ့ခုနပါဆိုကွန်ဝစကိုင်ယာဆွေဒတ်ဒီ laptop อ่ะဆိုလို့ရှိရင်အသုံးပြုရလွယ်တယ်အဲ့တော့ဒီလိုမျိုးလုပ်ရတာလွယ်တယ်အဆင်ပြေလို့ပြောချင်နေဆိုလို့ရှိရင်ယာဆွေဒတ်နဲ့အသုံးပြုလို့ရတယ်ယာဆွေဒတ်ရဲ့အရှိမဆိုလို့ရှိရင် verb ကို mask ပြောင်းအဲ့ဒီ mask ကိုဖြုတ်ပြီးတော့မှယာဆွေဒတ်နဲ့ပေါင်းပေးရမယ်နောက်တစ်ခုကကြောင့် nikui das nikui ဆိုတာကကြာယာဆွေရဲ့ပြောင်းပြန်ပေါ့နော်ယာဆွေလုံးဝကြာလောက်ရတာလွယ်တယ်ဒီ nikui ရဲ့ကြောင့်လောက်ရတာခက်တယ်လို့ပြောချင်နေဆိုလို့ရှိရင် nikui နဲ့သုံးလို့ရပါတယ် nikui ရဲ့အရှိမဆိုလို့ရှိရင်လည်းယာဆွေလုံးဝလိုပဲ verb ကို mask ပြောင်းပြီးအဲ့ဒီ mask ကိုဖြုတ်ပြီးတော့ nikui နဲ့သုံးပေးရမယ်လိမ့်အနေနဲ့ဆိုလို့ရှိရင်ကခုနတန်းရှိကြည့်ရှောဝ sky nikui das
ဒီအလျက်ရဲ့အပိတန်ဆိုလို့ရှိရင်လည်းအသုံးပြုရတာခက်တယ်။နောက်တစ်ခုကဆိုနိုခုဆိုဝအာလူကီနီကူရီဒက်အဲ့ဒီဖနက်ဆိုလို့ရှိရင်အာလူကီမတ်ဆိုတာကလမ်းလျှောက်တည်အဲ့ဒါကိုနီကူရီနဲ့သုံးမယ်ဆိုရင် mask ကို mask ဖြုတ်ပြီးတော့နီကူရီနဲ့သုံးရမှာဖြစ်တဲ့အတွက်ကြောင့်အာလူကီနီကူရီဒက်ဆိုလို့ရှိရင်လမ်းလျှောက်ရတာခက်တယ်။အဲ့တော့ရာဆွေတစ်ခုခုလောက်ရတာလွယ်တယ်လို့ပြောချင်တယ်ဆိုလို့ရှိရင်ရာဆွေ test နဲ့သုံးမယ်။တစ်ခုခုလောက်ရတာခက်တယ်လို့ပြောချင်တယ်ဆိုလို့ရှိရင်နီကူရီ test နဲ့သုံးမယ်။နောက်တစ်ခုကကြောင့် she must ဆိုတာကကြောင့်တစ်ခုခုကိုကရွေးချယ်တယ်ဒါမှမဟုတ်လို့ရှိရင်အဲ့လိုမျိုးလုံးမယ်လို့တစ်ခုခုဖြစ်အောင်လုပ်မယ်တခုခုရွေးချယ်လို့ပြောချင်တဲ့အခါမျိုးမှာဆိုရင်ဒီ she must နဲ့အသုံးပြုရပါတယ် she must ရဲ့အရှိမကျတော့ဘယ်လိုမျိုးသုံးလဲဆိုရင် she must ရဲ့အရှိမဆိုလို့ရှိရင် adjective adjective ဆိုလို့ရှိရင်အဲ့ဒီ ကိုဖြုတ်ပြီးတော့ခုနဲ့ပြောင်းပေးရမယ်အဲ့တော့ adjective ဆိုလို့ရှိရင်ခုပြောင်းပြီးတော့မှ she must နဲ့သုံးမယ် not adjective ဆိုလို့ရှိရင် ni ပြောင်းပြီးတော့မှ she must နဲ့သုံးမယ် noun ဆိုလို့ရှိရင်လေ ni ပြောင်းပြီးတော့မှ she must နဲ့သုံးမယ်အဲ့တော့အလွယ်မှတ်မယ်ဆိုလို့ရှိရင်တခုခုရွေးချယ်တခုခုလုပ်မယ်လို့ပြောချင်တယ်ဆိုရင် she must နဲ့သုံးမယ် is ဆိုခု na ဆို ni noun ဆိုလည်း ni အဲ့ဒါကိုခု ni ni she must ဆိုပြီးတော့မှတ်လို့ရပါတယ်တခုခုရွေးချယ်တခုခုလုပ်မယ်ဆိုလို့ရှိရင်ခု ni ni she must is ဆိုခု na ဆို ni noun ဆိုလည်း niလိမ့်နေနေကြည့်မယ်ဆိုလို့ရှိရင်ကဒါရဲ့တိုကိုရိုအိုခီဒေနီရှိမတ်ဒီမီးဖို့ကန်ကိုတန်ရှင်းမယ်မီးဖို့ကန်ကိုလှအောင်လုပ်မယ်အဲ့တော့ခီဒေကနာအင်ဂျီတီဖြစ်တယ်နာဆိုလို့ရှိရင်ရှိမတ်နဲ့တွဲတဲ့အခါမှာနာကိုဖြုတ်ပြီးတော့နိပြောင်းပြီးမှရှိမတ်နဲ့တွဲတော့မှာဖြစ်တဲ့အတွက်ကြောင့်ခီဒေအီနိရှိမတ်တန်ရှင်းအောင်လုပ်မယ်တကူကူဖြစ်အောင်လုပ်မယ်လို့ပြောချင်တာဖြစ်တဲ့အတွက်ကြောင့်ခီဒေအီနိရှိမတ်နောက်တစ်ခုကအီဆူအိုတာကကူရှိမတ်ခုံနေကိုထိုင်ကုန်နေကိုမြင့်အောင်လုပ်မယ်တာကကူရှိမတ်ဆိုတာထိုင်ကုန်နေတစ်ခုတည်းတစ်ခုကိုထပ်ပြီးတော့ထိုင်ကုန်နေကိုမြင့်အောင်လုပ်မယ်လို့ပြောချင်တယ်ဆိုရင် isu o taka kushima taka ya e adjective ဖြစ်တဲ့ e ကိုဖြုတ်ပြီးခုနဲ့ပေါင်းအောင်မှာဖြစ်တဲ့အတွက်ကြောင့်ခု taka ku shimas နောက်တစ်ခုက okashiwa chocolate တူနီ shimas okashiwa chocolate တူနီ shimas ဆိုတာကမုံကတော့ chocolate ကိုရွေးချယ်မယ်သူမုံအနေနဲ့ဘာစားမလဲလို့ပြောတဲ့အခါမှာဆိုရင် chocolate တူနီ shimas ဆိုရင် chocolate ကိုရွေးချယ်မယ်အဲ့တော့ chocolate တူက noun ဖြစ်တယ် noun ကို shimas နဲ့တွဲသုံးတဲ့အခါမှာ ni နဲ့တွဲပေးရမှာဖြစ်တဲ့အတွက်ကြောင့် chocolate တူနီ shimas ဒါဆိုလို့ရှိရင်ဒီ grammar လေးမှာဆိုလို့ရှိရင်ကတကူကူလုံးလွန်သွားပြီးတကူကူလောက်တာများသွားပြီလို့ပြောချင်တဲ့အခါမျိုးမှာဆိုရင် siki mash တောက်တောင်းတယ် verb ဆိုလို့ရှိရင် mask ဖြုတ် e ဆို e ကိုဖြုတ် na ဆို na ကိုဖြုတ်ပြီးတော့မှ siki mash နဲ့တွေ့တယ်နောက်တစ်ခုကကြောင့်လောက်ရတာလွယ်တယ်တခုခုလောက်ကန်ရတာအဆင်ပြေရလွယ်ကူရလို့ပြောချင်နေဆိုလို့ရှိရင်ရာဆွေ test နဲ့တောင်းတယ်သူရဲ့ရှေ့မှာဆိုလို့ရှိရင်လည်း mask ကို mask ဖြုတ်ပြီးတော့တွဲသုံးပေးရမယ်နောက်တစ်ခုကကြောင့်အဲ့လိုမျိုးလောက်ကန်ရတာခက်တဲ့ရာဆွေရဲ့ပြောင်းပြန်လို့ပြောချင်တဲ့အခါမျိုးမှာဆိုရင် nikui test နဲ့တောင်းတယ်သူရဲ့ရှေ့မှာဆိုလို့ရှိရင် verb ကို mask ကို mask ဖြုတ်ပြီးတော့မှတွဲပေးရမယ်နောက်ဆုံးတစ်ခုကကြောင့်တခုခုကိုရွေးချယ်တယ်ဒါမှမဟုတ်လို့ရှိရင်အဲ့လိုမျိုးဖြစ်အောင်လုပ်မယ်လို့ပြောချင်တဲ့အခါမျိုးမှာဆိုရင် she must နဲ့တောင်းတယ် is ဆိုခု she must ni ဆို na she must noun ဆိုလေ ni she must အဲ့တော့ခု ni ni she mustဆိုပြီးတော့မှတ်လို့ရတယ်ဒါဆိုလို့ရှိရင်လန်ရှူအီလီနဲ့တွဲပြီးတော့ကြည့်ကြရအောင်လန်ရှူအီအချိပဲမှာဆိုလို့ရှိရင်ကအိုမီယာဂဲကိုခိုင်စကေမတ်တာအိုမီယာဂဲကိုခိုင်မတ်ဆိုတာကဒီအိမ်ပြန်လာဆောင်တွေကိုဝယ်တယ်တဲ့အဲ့တော့စကေမတ်တာဝယ်လွန်သွားခဲ့တယ်ဝယ်တာလွန်သွားခဲ့တယ်လက်လွန်သွားခဲ့လို့ပြောချင်တာဖြစ်တဲ့အတွက်ကြောင့်စကေမတ်တာရဲ့အရှိမဆိုလို့ရှိရင် mask ကို mask ပြုတ်ပြီးတော့တွဲရမယ်အဲ့တော့ခါအီစကေမတ်တာဝယ်လွန်သွားခဲ့တယ်နောက်တစ်ခုကကိုဟန်အိုထာဘေစကေမတ်တာထာဘေမတ်ဆိုတာကစားသည်စကေမတ်နဲ့တွဲမှာဖြစ်တဲ့အတွက်ကြောင့်ထာဘေစကေမတ်တာထမင်းကိုအစားများသွားခဲ့တယ်ထမင်းစားလွန်သွားခဲ့တယ်နောက်တစ်ခုကခိုနိုဟေယာဝဆေမစီကီမဒီအခန်းကဆေမအီဆိုတော့ဆေမအီဆိုတာကကျင်းနေအဲ့တော့ e ကိုဖြုတ်ပြီးတော့စီကီမတ်နဲ့တွဲမှာဖြစ်တဲ့အတွက်ကြောင့်ဆေမစီကီမတ်ဆိုတာကဒီအခန်းကကျင်းလွန်နေလို့ပြောချင်တာပါနောက်တစ်ခုကခိုနိုဟိုဟိုဝဖူကူဆာဆူစီကီမတ်ဖူကူဆာဆူဆိုတာကနာအင်ဂျီတီဖူကူဆာဆူနာဆိုတာကရှုပ်ထွေးတော့အဲ့တော့ခိုနိုဟိုဟိုဝဖူကူဆာဆူစီကီမတ်ဆိုတာကဒီနီလန်ကရှုပ်ထွေးလွန်နေလို့ပြောချင်တာပါနိမမှာဆိုလို့ရှိရင်ကခိုနိုခုစုဒီဝနော်မီယာစုရတဲ့ဒီဆေးကတောက်ရလွယ်တယ်တဲ့နောက်တစ်ခုကခွန်နိုဟာဆာမီဝစကာယီယာဆွေတဲ့ဒီကက်ကြီးကအသုံးပြုရတာလွယ်ကူတယ်အဲ့တော့ယာဆွေရဲ့ရှေ့မှာဆိုလို့ရှိရင်လေ verb တွေဆိုလို့ရှိရင် must ကိုမှ must ဖြုတ်ပြီးတော့တွဲပေးရမယ်ယာဆွေဆိုတာကတခုခုလောက်ရတာလွယ်ကူတယ်လောက်ရတာအဆင်ပြေလို့ပြောချင်တယ်ဆိုလို့ရှိရင်ယာဆွေ test နဲ့အသုံးပြုလို့ရတယ်သူရဲ့ယာဆွေရဲ့ပြောင်းပြန်မှာဆိုလို့ရှိရင် nikui test nikui ရဲ့ရှေ့မှာဆိုလို့ရှိရင်လေ verb ကို must ကို must ဖြုတ်ပြီးတော့ nikui test နဲ့အသုံးပြုရမယ်အဲ့တော့တိုကျိုဝဆူမီနီကွီတဲ့ဆိုလို့ရှိရင်တိုကျိုကနေထိုင်ရတာခက်ခဲတယ်နေထိုင်ရတာကြက်တဲတယ်နောက်တစ်ခုကခိုနိုခုဆိုဝအာလူကီနီကွီတဲ့ဒီဖနက်ကလမ်းလျှောက်ရတာခက်တယ်လမ်းလျှောက်ရတာအဆင်မပြေဘူးလို့ပြောချင်တာပါစမ်းမှန်မှာဆိုလို့ရှိရင်ကယာမနောတန်ကီဝခါဝရီယာဆွေဒက်ယာမနောတန်ကီဆိုတာကတောင်ရဲ့ယာတီဥတုတောင်ပေါ်မှာရှေ့ယာတီဥတုပါဆိုလို့ရှိရင်နဲ့ခါဝရီယာဆွေဒက်ဆိုတာကအပြောင်းလဲလွယ်တယ်နောက်တစ်ခုက
ジコは雨の日に起きやすいですわが、ဒီမတော်တဆ accident နေရဆိုလို့ရှိရင်ね雨の日にဆိုတာကမိုးရွာတဲ့နေ့တွေမှာ 起きやすいですဆိုတာကဖြစ်ပွားလွယ်ရလို့ပြောချင်တာပါနောက်တစ်ခုကこのコップは割れにくいですဆိုတာကဒီခွက်ကဆိုလို့ရှိရင်ね割れますဆိုတာကကွဲတာအဲ့တော့割れにくいဆိုလို့ရှိရင်ကွဲဖို့ခက်တယ်ဒီခွက်ကကွဲဖို့မလွယ်ဘူးလို့ပြောချင်တာပါနောက်တစ်ခုက熱いタオルは乾きにくいですထူတဲ့タオルဒီ熱いဆိုတာကထူတော့ပြောချင်တာပါပူတဲ့ဥစ္စာမဟုတ်ဘူးเนาะသူတို့နှစ်ခုကခန်းကြီးကွာပါတယ်ဒီ熱いタオルဆိုတာကဒီညနေတော့ဘဝအထူတွေကဆိုလို့ရှိရင်ねခါဝါကီနီကွီဆိုတာက6ဖို့ခတ်တယ်လို့ပြောချင်တာပါနောက်တစ်ခုရိုးမမှာဆိုလို့ရှိရင်ကခါမီအိုမီဂျီကာကိုရှိမှဆိုတာကခါမီကိုမီဂျီကာကိုဆိုတာကဇပင်ကိုတိုးအောင်ရှိမှဆိုတာကပြုတ်လို့မယ်တခုခုဖြစ်အောင်လုပ်မယ်လို့ပြောချင်တယ်ဆိုရင်ရှိမှနဲ့တောင်းတယ်သူရဲ့ရှိမှမီဂျီကာရဲ့ EAGT ဖြစ်တော့ E ကိုဖြုတ်ပြီးခုနဲ့တောင်းတယ်အဲ့တော့မီဂျီကာကိုရှိမှနောက်တစ်ခုကဟေယာအိုခီဒေးနီရှိမှအခန်းကိုလှအောင်လုပ်မယ်ခီဒေး E နာ AGT ဖြစ်တော့နောက်ကိုဖြုတ်ပြီးနီနဲ့တောင်းမှဖြစ်တဲ့အတွက်ကြောင့်ခီဒေး E နီရှိမှနောက်တစ်ခုကမီဇူနိုလျောအိုနီပိုင်နီရှိမှရေပမာဏကိုနီးပိုင်ဆိုတာကနှစ်ဆအဲ့တော့နှစ်ဆလုံးမယ်လို့ပြောချင်တယ်ဆိုရင်နီးပိုင်နှစ်ဆနောင်းဖြစ်တယ်အဲ့တော့နီးနဲ့တွဲပြီးတော့ရှိမတ်နဲ့တောင်းမယ်မီဇူနိုလျောအိုနီးပိုင်နီရှိမတ်ရေပမာဏကိုနှစ်ဆဖြစ်အောင်လုပ်မယ်နောက်တစ်ခုကကြတော့ဘန်ကိုဟန်ဝခါရီလိုက်စုနီရှိမတ်ဒီရှိမတ်ကကြတော့အဲ့ဒီဥစ္စာကိုရွေးချယ်လိုက်တယ်လို့ပြောချင်တယ်အဲ့ဒီဥစ္စာလုံးမယ်အဲ့ဒီဥစ္စာကိုရွေးချယ်မယ်ဆိုရင်နီရှိမတ်သူရဲ့ရှိမှနောင်းသုံးပေးရမယ်ဘန်ကိုဟန်ဝခါရီလိုက်စုနီရှိမတ်ညစာကိုခါရီလိုက်ကိုရွေးချယ်မယ်ခါရီလိုက်စားမယ်နောက်တစ်ခုကဘန်ကောဟန်ဝတမ်ပူရာနီရှိမတ်ညစာကိုတမ်ပူရာကိုရွေးချယ်တယ်တမ်ပူရာစားမယ်လို့ပြောချင်တာပါဒါဆိုလို့ရှိရင်လေးပုံပုံကိလေးတွေကိုတွက်ကြည့်အောင်ပုံကိအကြီးမှာဆိုလို့ရှိရင်ကယူဘေအိုဆာကေကိုနော်မီစကီမတ်တာယူဘေဆိုတာကခီနိုနောဘန်မနီယညာနဲ့အတူတူပါပဲယူဘေအိုဆာကေကိုနော်မီစကီမတ်တာဆိုတာကမနီယညာကအရက်ကိုတောက်လွန်သွားခဲ့တယ်အရက်တောက်တာညာသွားခဲ့တယ်နိဗ္ဗာန်မှာဆိုလို့ရှိရင်ကကိုနိုပါဆိုကွန်ဝစကိုင်ယာဆွီဒက်ဒီလက်တော့ပါဆိုလို့ရှိရင်အသုံးပြရတာလွယ်ကူတယ်စမ်ဘန်ဇူဘွန်အိုမီချီကာကိုရှိတဲ့ကိုသားဆိုင်ဇူဘွန်ဆိုတာကဘောင်းမီကိုတဲ့မီချီကာကိုဆိုလို့ဆိုတာကတိုးအောင်ပြုလုပ်တယ်အဲ့တော့မီချီကာကိုရှိတဲ့ကိုသားဆိုင်ဆိုတော့တိုးအောင်ပြုလုပ်ပေးပါတယ်လေးပုံအချင်းမှာဆိုလို့ရှိရင်နိုင်တဲ့伊隆ဒတ်ကနိုင်တဲ့ဆိုတာကနာကုဆိုရင်ငိုသည်အဲ့တော့နိုင်တဲ့伊隆ဒတ်ကဆိုတာကငိုနေတာလားဤရဲ့မဟုတ်ပါဘူးဝါရာယီစကီတဲ့နာမီတာကတဲ့တန်ဒတ်ဝါရာယီစကီဆိုတာကဝါရာအီမတ်ဆိုတာကရှိသည်ဝါရာယီစကီတဲ့ဆိုတာကအရှိလွန်ပြီးတော့နာမီတာကတဲ့တန်ဆိုတာကဒီမျက်ရည်ကြတာပါတယ်ငိုနေရလားမဟုတ်ပါဘူးအရှိလွန်ပြီးတော့မျက်ရည်ထွက်နေရပါတယ်နိဗ္ဗာန်မှာဆိုလို့ရှိရင်ကစာယီခေနောခူရူမာဝစိုးစာကခံတန်တဲ့နေတဲ့စာယီခေနောခူရူမာအခုတလောကားရဆိုလို့ရှိရင်ねစိုးစာဆိုတာကစက်တင်လုံးပုံကိုင်မုန်နီကခံတန်တဲ့နေလွယ်ကူရင်တော့အေးဟုတ်ပါတယ်တင်းမို့ဒါပေမဲ့ねခံတန်စကီတဲ့ဆိုတာကလွယ်လွန်ပြီးတော့ on တန်ကအမိုရှိတော့ကိုနိုင်တဲ့ဒီမောင်းနေရတာကစိတ်ဝင်စားဖို့မကောင်းတော့ဘူးတဲ့စမ်းမှာဆိုလို့ရှိရင်ကအီနာကာတော့မာချီတော့ဒိုချီတာကစမီယာစီဒတ်ကတောရွာနေနဲ့မြို့နေဆိုလို့ရှိရင်ねဘယ်ဘက်ကနေထိုင်ရတာလွယ်ကိုတလဲတဲ့အီနာကာနော်ဟိုကစမီယာစီတော့အမွေမတ်ဒီရွာရီဘက်မှာနေထိုင်ရတာရွာရီဘက်မှာနေထိုင်ရတာကနေထိုင်ရတာလွယ်ကူတယ်လို့ထင်ပါရဲ့တဲ့ပူကာမွေရာဆွေရှိခုခီမူခီတဲ့တက်စကာတာဒီကုံစင်းနှုံးနေရလဲပဲစီးချိုတယ်လို့လေတူကလည်းတန်ရှင်းလက်ဆက်တွေဖြစ်တဲ့အတွက်ကြောင့်ပါရောမတ်မှာဆိုလို့ရှိရင်ကခုနိုခိုပူဝဂျောပူတဲ့ဝါလေနီကိုရတဲ့စီရောတဲ့ဒီခွာလဲဆိုလို့ရှိရင်ခိုင်မာပြီးတော့ဒီခွကခိုင်မာပြီးတော့ကွဲဖို့ခတ်ပါရဲ့ခိုတိုမိုကစကောင်းနော်နီအန်ဇန်ဒိတ်အီဒက်စ်နေတဲ့ကလေးတွေအသုံးပြုရအတွက်ဘေးကင်းလုံခြုံပြီးတော့ကောင်းနေတော့နောက်တစ်ခုကောဗန်မှာဆိုလို့ရှိရင်ကもう夜遅いですから静かにしていただけませんかもう夜遅いですからဆိုတာကညမိုးချုံနေပြီညနောက်ကျနေပြီဖြစ်တဲ့အတွက်ကြောင့်静かにしていただけませんかတိတ်တိတ်ဆိတ်ဆိတ်လေးနေပြီးလို့ရနိုင်မလားはいဟုတ်ကဲ့すみませんတောင်းပန်ပါတယ်နောက်တစ်ခု logo ဘယ်မှာဆိုလို့ရှိရင်က nomimono က nani shimas ကဆိုတာက nomimono ဆိုတာဒီတောက်စရာဘာရွေးချယ်မလဲတောက်စရာဘာလုပ်မလဲလို့ပြောချင်တာအဲ့တော့ bironi shimas ဆိုလို့ရှိရင် bia ရွေးချယ်မယ် bia ကိုပေးပါတယ်ဒါဆိုလို့ရှိရင်ဘုံကိအကြီးကနေပြန်ဆိုကြည့်ရအောင်本件1、ゆうべお酒を飲みすぎました。2、このパソコンは使いやすいです。3、ズボンを短くしてください。例文1、泣いているんですかいえ、笑いすぎて涙が出たんです。2、最近の車は操作が簡単ですね。でも簡単すぎて温暖が面白くないです。3、田舎と町とどちらが住みやすいですか田舎の方が住みやすいと思います。物価も安いし空気もきれいですから。
ယောခနိုခိုပူဝဂျောဘူးတေဝါလီနီကွီဒက်စ်ယောခိုတိုမိုကစကောင်းနော်နီအန်ဆန်တေအီဒက်စ်နေကောမိုယောရိုအိုဆိုအီဒက်စ်から静かにしていただけませんかはいすみません6飲み物は何にしますかビールにしますはいဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးမှာကတာယွန်ဂျူယွန်ကရဲ့ Kotoba grammar နဲ့ပုံကိလေးပုံလေးကိုပြပြပေးတာဖြစ်ပါရှင်မသိရရှိလို့ရှိရင် comment လေးမှာ main ခဲ့ပြလို့ရပါတယ်เนาะမင်းတို့ဒီတလောက်လေးပြန်ပြပေးပါမယ်အားလုံးပဲစီမကြပါစေ bye bye